ဒီမဲခွန်းကိုကျွန်တော်ကိုဝင်ဝင်လင်းမဲခွန်းအင်ပေးရကျွန်တော်ကျေးဇူးတင်ပါတယ်ရခိုင်ပြည်နယ်မှာရခိုင်ပြည်နယ်နဲ့တချို့ပြည်မမျိုးတွေမှာအချင်းအခင်းဖြစ်လို့အသက်တွေတော်တော်များများနှစ်ဖက်စလုံးကဆုံးရှင်းတာကျွန်တော်တို့ကြားလို့တော်တော်ဝန်းနေပါတယ်ကျွန်တော်မောင်းတော့ဘူးတိတော်မှာကျွန်တော်မောင်းတော့မွေးဖွားခဲ့ပါတယ်မောင်းတော့မှာကြောင်းသွားခဲ့ပါတယ်ရေစင်းတက်ကတော့မှာကျွန်တော်ဘွေးယူခဲ့ပါတယ်ကျွန်တော် roommate ကရခိုင်ဘာသိန်းကျွန်တော်တငယ်ချင်းတဲ့ခင်မောင်ဝင်းတို့ဘာလို့အများကြီးကျွန်တော်တို့အဲ့ဒီတုန်းကကျွန်တော်တို့အခုတော့ပြဿနာနဲ့စိုးသွားတော့ကျွန်တော်ကတွေးချင်ကြည့်ချင်တာကအဲ့လိုမြန်မာနိုင်ငံပြန်လာဖို့အတွက်အဲ့ဒီအခြေအနေပြန်ဖြစ်လာဖို့အတွက်ကျွန်တော်တို့ကြိုးစားချင်ပါတယ်အခုကျွန်တော်မေးခွန်းကရခိုင်ပြည်နယ်အခုရိုဟင်ဂျာလူမျိုးများမြန်မာမွတ်စလင်လူမျိုးများနဲ့ပတ်သက်ပြီးလက်ရှိဖြစ်နေတဲ့အခင်းအကျင်းကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက်မြန်မာနိုင်ငံဆိုရဦးသိန်းစိန်ရဲ့ဆိုရအနေနဲ့ကျွန်တော်တို့ပြေပရောက်ရိုဟင်ဂျာခေါင်းဆောင်များမြန်မာမွတ်စလင်ခေါင်းဆောင်များနဲ့အပြန်အလှန်ဆွေးနွေးဖလှယ်ဖို့လိုတဲ့ဆန္ဒများရှိပါသလားအခေရွေးဆန္ဒရှိခဲ့ရင်ဘယ်လိုဘယ်နည်းနဲ့မြန်မာဆိုရဘက်ကဘလိုကိုယ်စားလှယ်တွေနဲ့ဒီအချင်းလောက်မှာဆွေးနွေးပြင်ဆင်နိုင်ပါမလဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာခုနပြောခဲ့တဲ့ကျွန်တော်တို့ဒီခုနလူအုပ်စုအတိုင်းဝန်းကြီးကြားမှာဖြစ်တဲ့ပြဿနာနောက်တစ်ခါကျွန်တော်တို့ရှိနေတဲ့လက်နက်ကင်ဖြစ်ပွားခဲ့တဲ့ငြိမ်းချမ်းလက်နက်ကင်ပြည်ပခါတွေအားလုံးကိုဖြေရှင်းတဲ့အခါမှာကျွန်တော်တို့ရဲ့ပထမဆုံးမူကတော့ဒါတွေဟာကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းပြဿနာဖြစ်တယ်ဒီမှာပါဝင်ပတ်သက်နေတဲ့လူတွေအုပ်စုချင်းအတိုင်းဝိုင်းတွေအဖွဲ့အစည်းတွေကြားမှာဓာတ်ရိုက်ဆွေးနွေးအဖြေရှာခြင်းသည်အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်တို့ကဒီလိုခံယူထားပါတယ်ဒါမှမဟုတ်ခုနဆရာကျော်နိုင်ပြောခဲ့သလိုပဲခုနဘာသာရေးနဲ့ပတ်သက်လို့ဒီကျွန်တော်တို့ဒီရခိုင်တို့ဘာလို့မှဖြစ်ခဲ့တဲ့ဒါခြေခွဲပွဲဖြစ်ရတဲ့နဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်တို့ဟာလာဘာသာအုပ်စုတွေချင်းမှာ interface ဘာသာအလုံးချစ်ကြည်အတင်းတွေလုပ်မယ်ကျွန်တော်ဖြည့်ရှင်းဆောင်ရွက်ကြမယ်နောက်တစ်ခါကျွန်တော်တို့လက်နက်ကိုင်ပြည်ပဆိုတဲ့ဒီလိုပါဝင်အဓိကပါဝင်ပတ်သက်တဲ့လူကြားမှာပြောကြဆိုကြမယ်အပြင်ကဟာတွေနဲ့ကတော့ကျွန်တော်တို့လောဆယ်မှာတော့ကျွန်တော်တို့ကဒီဓာတ်ရိုက်ပါဝင်ဆွေးနွေးဖို့ဆိုတဲ့ကိစ္စတော့ကျွန်တော်တို့မရှိသေးပါဘူးသို့တော့ပြည်ပမှာအကြောင်းမျိုးနဲ့ပြောဆိုနေကြတဲ့အတန်တွေတော့ကျွန်တော်နားထောင်ပါတယ်ဒီထက်ကနေတော့ကျွန်တော်နိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီပြီးတော့မှအသုံးပြုနိုင်မဲ့ဟာမျိုးဆိုတော့ကျွန်တော်တို့စဉ်းစားပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဖတ်ထားတဲ့ဒီဟိုထဲမှာပေါ့နော်မေခွန်းတွေအစင်းထဲမှာကိုရင်အေးကကျွန်တော်တို့နိုင်ငံရခြားကနေပြီးတော့ဗမာပြည်ကိုပြန်ဖို့ဟိုကိစ္စပေါ့နော်ဗမာပြည်ပြန်ဖို့ကိစ္စမှာဟိုဘယ်လောက်များအခက်အခဲရှိလဲပြန်တဲ့လူတွေအနေနဲ့ဟိုဘယ်လိုအခွင့်အရေးရနိုင်သလဲဆိုတာလေးကိုမေးဖို့ကျွန်တော်မှတ်မိပါတယ်အဲ့ဒါလေးတစ်ချက်လောက်မေးပေးပါလားကျွန်တော်တို့တွေကတော့မနစ်ကတော့ပြန်ခွင့်ရခဲ့တယ်နော်လေ့လာခွင့်ရခဲ့တယ်အဲ့ဒီခါမှာဗာတွေ့ရလဲဆိုတော့လက်ရှိဒီအမျိုးသားပြည်နယ်တည်မြဲရေးဆိုတဲ့လမ်းကြောင်းပေါ်မှာဒီမိုကရေစီသွားတဲ့အချိန်မှာကျွန်တော်တို့ all inclusive ပေါ့နော်အားလုံးပါဝင်လို့ရအောင်တစ်ချိန်လုံးအတိုက်ခံဖြစ်ခဲ့တဲ့လူတွေကိုပါလွှတ်တော်ထဲမှာပါဝင်ပြူသွားနေကြပြီဒါပေမဲ့2008ဖွဲ့စည်းပုံရဲ့ကန့်သက်ချက်ရကျွန်တော်တို့လို25နှစ်လုံးနိုင်ငံတကာရောက်နေပြီးတော့မှဗမာပြည်ကိုချစ်မြတ်လို့ဗမာပြည်မှာဒီမိုကရေစီရကျင်လို့ကြိုးစားနေကြတဲ့အင်အားစုတွေကအကြောင်းကြောင့်ကျွန်တော်တို့နိုင်ငံသားတခြားနိုင်ငံသားကိုခံခဲ့ကြရတယ်ဒါကလည်းဒီကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေတောင်းဆိုမှုတွေဖြစ်တယ်တိုင်းပြည်အတွက်ပဲဖြစ်တယ်လှုပ်ပိုကောင်းအောင်လုပ်ခဲ့ကြတယ်အဲ့လိုလှုပ်ထားတဲ့လူတွေအတွက်2008ဖွဲ့စည်းပုံကြီးကျွန်တော်တို့တားထားတယ်နိုင်ငံရေးမှာထဲထဲဝင်ပါဝင်ဆောင်ရွက်လို့မရခွင့်ပေးထားဘူးကျွန်တော်တို့အဲ့လိုအနေထားမှာကျွန်တော်တို့ပြန်ရောက်တဲ့ခါမှာလည်းကျွန်တော်တို့ဒီတွတ်တော်အမတ်တွေနဲ့ရောကျွန်တော်တို့ပညာရှင်တွေနဲ့ဆွေးနွေးခဲ့တယ်အဲ့ဒီခါမှာဘာတစ်ခုတွေ့လာလဲဆိုလို့ချင်းသမနာရဲ့ပါဝါပေါ့နော်သမနာရဲ့လုတ်ပိုင်ခွင့်နဲ့ကျွန်တော်တို့ဒီဟာကို override လုပ်တဲ့ဟာမျိုးတစ်ခုစီစဉ်ပေးဖို့မြန်သမနာမှာရှိလားဒါကကျွန်တော်တို့88နောက်ပိုင်းကစပြီးတော့နိုင်ငံတကာပြန့်နှံ့နေကြတယ်ကျွန်တော်မျိုးဆက်တွေအားလုံးနဲ့ဆိုင်ပါတယ်ဒီမေကွန်းကျွန်တော်တို့တွေကတိုင်းပြည်ကိုချစ်လို့နိုင်ငံရေးမှာထဲထဲဝင်ပါဝင်ခြင်းလို့တိုင်းပြည်ကိုဒီမိုကရေစီရစေခြင်းလို့လုပ်ခဲ့ကြတာပါဆိုတော့အဲ့လိုမျိုးလူတွေကိုနိုင်ငံရေးမှာပါဝင်ခွင့်မရအောင်ကန့်သတ်ထားတဲ့ကိစ္စတွေကိုသမ္မတအနေနဲ့စဉ်းစားပြီးတော့လှုပ်ဆောင်ပေးဖို့တခုရှိပါလားမရှိသေးဘူးဆိုလည်းစဉ်းစားသိချင်ပါတယ်ကျွန်တော်ပထမဆုံးပြောပြကျွန်တော်တို့အခြေခံဦးနဲ့ပါတယ်ကျွန်တော်တို့ရွေးကောက်ခံနိုင်တဲ့လူတွေမှာပြည့်စုံရမယ်အချင်းပါညာဆိုတာတော့ခုနလိုနေရာတနေရာမှာအနည်းဆုံးဘယ်နှစ်နေထိုင်ရမယ်ပါညာဆိုတာတော့ကျွန်တော်တို့နိုင်ငံဥပဒေတွေမဟုတ်ပါဘူးတခြားနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဒါတွေပါပါတယ်ဒါမှမဟုတ်ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဒါကိုထည့်သွင်းခြင်းဒီဒါကျွန်တော်1948ခုနှစ်မှာဗိုလ်ချုပ်အောင်ဆန်းတို့စပြီးဆွဲခဲ့တဲ့ဥပဒေမှာလည်းဒီလိုနေထိုင်မှုတွေနဲ့ပတ်သက်တဲ့ကန့်သတ်ချက်တွေပဲရှိပါတယ်ဆိုတော့ဒါကကျွန်တော်တို့မှာ2008ခုနှစ်မှာပါခြင်းဒီတော့ညီသူတူတယောက်ကိုမှကျွန်တော်တို့ရည်ရွယ်ပြီးတော့အုပ်စုတစ်ခုကိုရွယ်ပြီးတော့ထည့်သွင်းထားတာမဟုတ်ပါဘူးနိုင်ငံတကာနိုင်ငံမှာလူတယောက်ဟာနိုင်ငံရေးမှာပါဝင်ဆောင်ရွက်ခြင်းနဲ့ဆိုရင်သူ့မှာပြည့်မီတဲ့အေဂျင့်တစ်ခုတော့ရှိတဲ့နေဆိုတဲ့နိုင်ငံတကာအစတိုင်းကျွန်တော်တို့လုပ်ခဲ့တာဖြစ်ပါတယ်ဒါဘာကြောင့်ထည့်ရလဲဆိုတဲ့အကြောင်းပေါ့နှစ်ကဒါဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အေဂျင့်တစ်ခုပြင်ញင်တဲ့အခါမှာသမ္မတအနေနဲ့
လုပ်ပြီးလို့ရမလားပြောရင်သမ္မတအနေနဲ့အဲ့ဒါတွေကိုအခြေခံဥပဒေကိုပြင်တဲ့အခါမှာသမ္မတအာဏာနဲ့ကျွန်တော်လုပ်လို့မရပါဘူးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာအခန်းကဏ္ဍမှာဖွဲ့စည်းပုံအခြေခံဥပဒေမှာ2မျိုးရှိပါတယ်တစ်ကတော့လွှတ်တော်ရဲ့သဘောတူညီချက်နဲ့ပဲပြင်လို့ရတဲ့တက်နဲ့ပဲပြင်လို့ရတဲ့ပုံမှန်တွေရှိပါတယ်တချို့ပုံမှန်တွေကြတော့ကျွန်တော်လွှတ်တော်ကသဘောတူပြီးပြည်သူ့ဆန္ဒခံယူရမှာဟာရှိပါတယ်ဆိုတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဒီဟာလွှတ်တော်တို့ဟာတော့ဘာနဲ့ဆိုင်လဲဆိုတော့ကျွန်တော်သေချာပြန်ကြည့်အောင်တိုးတော့ဘာပဲဖြစ်ဖြစ်လွှတ်တော်မှာအနည်းဆုံး20ရာခိုင်နှုန်းကနေစပြီးတော့မှအစိုးတင်သွင်းပြီးတော့မှလွှတ်တော်မှာလုံးဝရမယ့်ကိစ္စဖြစ်လို့ကြောင့်ဒါကတော့တမန်တော်ကြီးအနေနဲ့ကျွန်တော်တို့ဝင်လို့မရပါဘူးဒီပြည်ပမှာရှိတဲ့လူတွေအနေနဲ့ဒါတွေကိုအကြံပြုခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့အခုလွှတ်တော်မှာကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်သုံးသပ်တဲ့ကော်မရှင်ဖွဲ့ထားတဲ့ကြောင့်မလို့အဲ့ဒီကော်မရှင်ကိုဒီအကြံပြုချက်တွေပေးပို့လို့ရပါတယ်လို့ပဲကျွန်တော်ဖြေချင်ပါတယ်ဒါတော့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပြည်ပမှာရောက်ရှိနေတဲ့လူတွေကပါဝင်ဆောင်ရွက်တဲ့ပေးနိုင်မဲ့အခမ်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေအရအတားအဆီးဖြစ်နေတဲ့အခြေအနေကိုပြောတာပေါ့ဒါပေမဲ့လည်းနိုင်ငံခြားမှာရောက်နေတဲ့သူတွေတဲကပဲမြန်မာနိုင်ငံရဲ့ဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်ဥပမာအဖြစ်ကျန်းမာရေးတို့လိုလူမှုရေးတို့လိုကိစ္စမျိုးတွေမှာလက်ရှိနိုင်ငံတော်အစိုးရအနေနဲ့ဘာတွေများလုပ်ပေးနိုင်မလဲဆိုတာကိုမေးဖို့ကိုမြတ်ထူရာဇာကျွန်တော်စောစောအကြောင်းကြားထားတာရှိပါတယ်ကျွန်တော်မေးချင်တာတော့ဒီပြပအကူအညီတွေကိုဖိတ်ခေါ်နေတဲ့အချိန်မှာတိုင်းပြည်တစ်ခုရဲ့တိုးတက်ဖို့ဆိုရင်ပြည်တွင်းမှာရှိတဲ့ကျန်းမာရေးနဲ့ပညာရေးလုပ်သားတွေဝန်ထမ်းတွေရဲ့အရေးအချင်းလုပ်ပိုင်ခွင့်နဲ့ခံစားပိုင်ခွင့်တွေမမြင်လာဘူးဆိုရင်ဘယ်နိုင်ငံမှာမဆိုဥပမာအာဖရိကနိုင်ငံတွေမှာဆိုလဲသူတို့ဘလောက်ပဲအရေးချင်းပြည်လာသူတို့ပြင်ထွက်သွားကြပါတယ်အဲ့တော့ကျွန်တော်တို့အခုချိန်မှာသမ္မတကြီးအနေနဲ့စ조사ပြီးတော့ပြပနေပြီးတော့အကူအညီဖိတ်ခေါ်နေတဲ့အချိန်မှာပြည်တွင်းမှာရှိတဲ့ကျန်းမာရေးလုပ်သားတွေနဲ့ပညာရေးလုပ်သားတွေကိုဘယ်လိုများထိထိရောက်အကူအညီအထောက်ပံ့ပေးဖို့စီစဉ်ရှိပါလဲကျွန်တော်ဒါနှစ်ပိုင်းဖြေပြပါမယ်နော်တစ်ပိုင်းကတော့ကျွန်တော်တို့ဘက်ကဟိုခြုံအချိန်ကြီးတစ်ခုလုံးခြုံငုံပြောရတော့တမန်တော်ကြီးလက်ထက်မှာနံပါတ်1ကတော့ကျွန်တော်ပညာရေးနဲ့ကျန်းမာရေးခန္ဓာအတွက်အသုံးစရိတ်ကအရင်တော့ကျွန်တော်နေခဲ့ပါတယ်ဥဆိုကျွန်တော်နံပါတ်1ကတော့အသုံးစရိတ်ကိုကျွန်တော်တိုးမြင့်ပြီးတော့သုံးဆွဲတယ်နှစ်ကတော့ခုနပြောဆိုကျွန်တော်တို့အရင်တော့အထူးသဖြင့်နောက်နိုင်ငံကတော့ဟာမျိုးနေမရခဲ့တဲ့ကျွန်တော်တို့ capacity building မှာစွမ်းဆောင်ရည်ဖြစ်နိုင်တဲ့ကိစ္စတွေရနိုင်မှုအတွက်ကျွန်တော်တို့ဆက်သွယ်တယ်အခုဆိုရင်လည်းစပြီးလုပ်နေတင်နန်းတွေကျွန်တော်ပြန်ပေးနေတယ်အခုဆိုဒီနေ့ရန်ကုန်တက္ကသိုလ်မှာဆိုရင်ကျွန်တော်တို့ senior lecturer ကိုခေါ်ပြီးတော့မှသင်ပေးနိုင်ရှိဒါကတော့ကျွန်တော်ဘက်ကဒါကိုမြင့်ပေးတော့နောက်တစ်ခုကတော့ပြီးလို့ရှိရင်လည်းကျွန်တော်တို့ဒီဆရာဝန်တွေရဲ့ခုနရပိုင်ခွင့်တွေလုပ်ငန်းတွေဝင်ခြေနေတွေပညာရေးခြေနေတိုးတက်ဖို့ကျွန်တော်တို့ပဲပုဂ္ဂလိကကဏ္ဍရဲ့ပညာရေးနဲ့ကျန်းမာရေးမှာပုံမှန်ပါဝင်ဆောင်နေတဲ့ဟာကိုလည်းကျွန်တော်တို့ဖွင့်လှစ်ပေးနေပါတယ်ဒါကတော့အခြေအနေကောင်းတစ်ခုကိုကျွန်တော်ဖန်တီးပေးလိုက်တယ်ပြီးလို့ရှိရင်လက်ရှိပြန်ဝင်လာမဲ့လူတွေအတွက်ဆိုတော့ကျွန်တော်တို့ဘာလဲဆိုတော့အဲ့ဒါအခုကျွန်တော်နိုင်ငံရဲ့ဥပဒေရအဟန္တာဖြစ်နေတဲ့ဟာကိုဟိုဘက်ကနိုင်ငံသားလည်းမစွန့်လို့ချင်လို့ဆိုရင်ဒီ PR စနစ်ကိုကျွန်တော်တို့ဥပဒေနဲ့ပြဋ္ဌာန်းပြီးတော့ကျွန်တော်လုပ်နေတယ်တိုးတော့ဒါကလာဘောကဝန်ကြီးဌာနတစ်ခုတည်းနဲ့လုပ်လို့မရဘူးလေကျန်တဲ့တချို့ဝန်ကြီးဌာနတွေမှာညှိရလို့ဒါလေးကကြန့်ကြာတယ်မနေ့ကတော့ကျွန်တော်သမ္မတကြီးကမြန်မာကော်မတီနဲ့တွေ့တဲ့ခါမှာလဲဒီ PR နဲ့ပတ်သက်တဲ့ဥပဒေမထွက်နိုင်တော့မှဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာအရလုံနိုင်တဲ့အခန့်ကဏ္ဍအနေနဲ့ဆက်ပြီးတော့မှဖြည့်လျှော့မှုတွေကျွန်တော်တို့လုပ်ပေးသွားမယ်လို့ကျွန်တော်ပြောတာရှိပါတယ်နောက်ပြီးပြည်ပကဆရာဝန်တို့ဟာမျိုးလာပြီးတင်တဲ့အခါမျိုးမှာခုနလိုဟိုဥပဒေစည်းမျဉ်းရကျွန်တော်တို့အခွန်ဆောင်ရတာတွေစေကူစာကြီးတိုးမြင့်နေဆိုတဲ့ကိစ္စမျိုးတင်ပြရတယ်လေဒါတွေလည်းကျွန်တော်တို့ပြန်လဲသုံးသပ်ပြီးတော့မှပို့ပြီးတော့လောက်တာခိုင်းတာဖြစ်တဲ့အခြေအနေမျိုးရှိအောင်ဖန်တီးပြီးလုပ်နေပါတယ်ဟုတ်ကဲ့ခင်ဗျအဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျအခုလောလောဆယ်ကတော့ကျွန်တော်တို့လည်းသတ်မှတ်ထားတဲ့အချိန်ကပြည့်နေပြီဆိုတော့အကြောင်းအရာမျိုးစုံကိုသမ္မတကြီးကလည်းတော်တော်လေးပြည့်ပြည့်စုံစုံဖြေကြားသွားပါတယ်အလားဟုတ်ကဲ့ဟိုအကြောင်းအရာမျိုးစုံလည်းဖြေကြားသွားတယ်အလားတူပဲဦးရဲထုတ်ကလည်းဖြည့်ဆွက်ပြီးတော့ဖြေကြားသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်လောလောဆယ်ဟိုပထမအစီအစဉ်စစချင်းမှာလည်းကျွန်တော်တို့နည်းနည်းလေးအချိန်နောက်ကျမှုတွေရှိနေတော့သမ္မတကြီးအနေနဲ့လည်းသွားစရာတခြားဟိုအချင်းချက်ကလေးရှိတော့ထွက်ခွာသွားတာကျွန်တော်အနေနဲ့နားလေပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပမာပြည်ကကြည်နေတဲ့ပြည်သက်တွေအကုန်လုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လာပြီးတော့ဒီမှာဆွေးနွေးပွဲကိုလာရောက်ကြတဲ့ပြည်သက်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ VOA မြန်မာပိုင်းကအတန်းထွင်ခဲ့တာပါ
။